အားလုံးပဲမင်္ဂလာပါကျွန်တော်နေပြည်တော်ဖြစ်ပါတယ်ဒီမှာကျွန်တော်ပြပြပေးပါမယ်ကျွန်တော်ကဗာလေးလေဆိုတော့ကကျွန်တော်လက်ရှိတွင်းနေလူနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်သူကကိုယ့်အတွက်ဘယ်လိုလူမျိုးဖြစ်မလဲသူနဲ့ကိုယ်နဲ့ကြားမှာဘယ်လိုအကြောင်းအရာတွေကြောင့်မလို့တွေးဆုံခဲ့ရလဲဆိုတော့အကြောင်းအရာလေးကိုကျွန်တော်ပြပြပေးပါမယ်ဖြစ်တယ်ဟုတ်ပြီဒီဗီဒီယိုလေးကိုတွေ့ရတဲ့ စတင်ပြီး follow ထားလိုက်ပါပြီးရင် face လေးကိုတေချာလေး iron ဖိုက်ပြီးတော့မှမိမိနဲ့လက်ရှိတွင်းနေတဲ့လူကမိမိတို့ဘယ်လိုလူမျိုးဖြစ်မလဲဘယ်လို customer အကြောင်းအရာတွေအကြောင်းမလို့မိမိနဲ့ပတ်သက်ပြီးတွေးဆုံခွင့်ရခဲ့တာလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်ပြပြပေးပါမယ်ဒီနေ့ကျွန်တော်ပိုင်း1ပိုင်း2ပိုင်း3ဆိုမှမရွေးခိုင်းတော့ဒီဗီဒီယိုလေးကိုကြည့်နေတဲ့လူတွေရဲ့ customer တစ်ခုအနေနဲ့ပဲကျွန်တော်ဖတ်ပြပေးသွားပါတော့မယ်ဗျဟုတ်ပြီ face လေးကိုတေချာလေး iron ဖိုက်ပြီးတော့မှသူ့ရဲ့နာမည်လေးရဲ့ပြီးရသူ့ရဲ့ face ခံစားချက်ကိုပေါ်ထားတဲ့ fake ခံစားချက်အပိုင်းခြားလေးရဲ့ပြီးခဲ့ရချင်သူ့ရဲ့မျက်နှာလေးကိုတေချာလေးမြင်အောင်ပြီးတော့မှကျွန်တော် hobby hobson လေးကိုတေချာလေး iron ဖိုက်ပြီးတော့မှနားထောင်ပါမယ်ဟုတ်ပြီဖတ်လိုက်အောင်ဒီဗီဒီယိုလေးကိုကြည့်နေလူ customer တစ်ခုနေနေပါတော့ဒီလက်ရှိတွင်းနေလူပါပေါ့နော်မိမိနဲ့ပတ်သက်ပြီးတော့မှတဲ့ customer တစ်ခုကြောင့်မလို့အတိတ်ဘဝရေဖက်တချို့ကြောင့်မလို့ပြန်လဲတွေးဆုံရခြင်းဆိုတဲ့နမိတ်မျိုးလေးတစ်ခုရှိနေရတဲ့နမိတ်လေးတွေ့ရတယ်မိမိတို့ကံကောင်းခြင်းလည်းဖြစ်စေတယ်လို့အထိုက်လျောက်ကန်ဖိုးခြင်းကိုလည်းဖြစ်စေရတဲ့နမိတ်လေးလည်းတွေ့ရတယ်များသောအားဖြင့်လက်ရှိတွင်းနေလူကကိုယ့်အတွက်ကံကောင်းခြင်းနဲ့ယူဆောင်လာပြီးမဲ့လူမျိုးဆိုတဲ့နမိတ်လေးတွေရှိနေတဲ့အပိုင်းခြားလေးတော်တော်များနေတာလေးတွေ့ရဗျပြီးတော့လက်ရှိတွဲနေတဲ့အချိန်တွေမှာလည်းတော်တော်များများကိစ္စလေးမှာပေါ့နော်အရင်ကမှားခဲ့တဲ့နောင်တလေးတွေကိုတော်တော်များများပြန်လဲပြုပြင်ပြင်ဆင်ပြီးတော့မှနောင်တလေးကြီးကြားထဲမှာပဲပြန်ပြီးတော့မှကိုယ့်အတွက်အကောင်းဆုံးလူတစ်ယောက်ဖြစ်အောင်လို့သူ့ကိုယ်သူအကောင်းဆုံးပြုပြင်မွမ်းမံပြီးကြိုးပမ်းနေရလေးလည်းရှိတယ်အရှိမမှားခဲ့တဲ့အခိုက်အတန့်လေးတော်တော်များများလေးကိုပြန်လဲပြုပြင်ပြီးတော့ကိုယ့်အတွက်အကောင်းဆုံးလူဖြစ်ချင်တယ်အကောင်းဆုံးခိုက်တက်နေပြီးဆောင်ဖို့အတွက်ကြိုးပမ်းနေတယ်ဆိုတဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတဲ့နမိတ်လေးတော့တွေ့ရတယ်များသောအားဖြင့်ပေါ့နော်ဒီဗီဒီယိုလေးကိုကြည့်နေလို့တော်တော်များများ customer မှာပေါ့နော်တရားမှာ80တော့ရာခိုင်နှုန်းလောက်ကဒီလူကကိုယ့်အတွက် right path fan ကောင်းတစ်ယောက်ဖြစ်နိုင်ကြီးအလားလာတော်တော်လေးများနေတဲ့ fan လေးရှိနေတဲ့ fan လေးတော့တွေ့ရဗျများသောအားဖြင့်ဒီလူလေးတွေကအမြဲတမ်းတဲ့နေကြတာမျိုးအမြဲတမ်းအဆင်ပြေနေကြတာမျိုးတော့မဟုတ်ဘူးတခုဆိုလို့ရှိရင်ဒီကနေ့ရန်ဖြစ်တာမျိုးဒီကနေ့စကားများတာမျိုးရန်ဖြစ်လိုက်ပြန်ရှင်းလိုက်ဆိုတဲ့ပုံစံမျိုးလေးများနေတဲ့ fan မျိုးလေးတွေ့ရတယ်အထူးသဖြင့် main gate အနေနဲ့ဆိုလို့ရှိရင်တော့အပြောဆိုဆက်ဆံရေးပိုင်းမှာတစ်ချက်သတိထားပါအပြောစကားလေးတွေပေါ့နော်တေချာလေးတစ်ဖက်လိုနားဝင်အောင်လို့တေချာလေးပြပြပေးပါဘူးနဲ့ပေါက်နဲ့ပြောမိရနေပြီပြဿနာထားတတ်တာမျိုးလေးတွေကြုံတွေ့ရနိုင်ကြလေးရှိတယ်ပြခဲ့လို့ရှိရင်ပေါ့နော်ဒီဗီဒီယိုလေးကိုကြည့်နေလူတော်များနမိတ်ထဲမှာပေါ့လက်ရှိတွဲနေတဲ့လူမှာတရားမှာကိုယ့်ဘက်ကိုတော့ရခိုင်တော့လူတွေတော်တော်များများဗာလေးနမိတ်တွေ့ရလဲဆိုလို့ရှိရင်တပ်ပါလီကိစ္စလေးမရှိဘဲနဲ့အရှုပ်ရှင်းကင်းပြီးတော့မှကိုတန်းတန်းဆွဲချစ်ပေးနေတတ်တဲ့လူမျိုးFacebook မှာခံတတ်ဘူးဆိုပေမဲ့ကိုယ့်အတွက်ပဲကြည်ပေးတတ်တဲ့လူမျိုးကိုပိုင်ဆိုင်ထားရတယ်ဆိုတဲ့နမိတ်မျိုးလေးတွေ့ရရဲ့ဗျပြီးတော့ဗောနော်ကိုနဲ့မိမိနဲ့ဗောနော်သူနဲ့ကိုနဲ့ကြားထဲမှာဗောနော် connection တစ်ခုအနေနဲ့ဆိုလို့ရှိရင်ရှေ့ဆက်လည်းပို့ပြီးတော့အဆင်ပြေသွားဖို့ရှိပါတယ်နားလည်မှုတစ်ခုလေးတာယူပြီးသွားမယ်ဆိုလို့ရှိရင်ရှေ့လျှောက်အခြေအနေလေးတွေကတော်တော်လေးကောင်းမွန်လာဖို့ရှိသလိုအဲ့လိုမျိုးမင်္ဂလာသတင်းစကားကိစ္စလေးတွေကြားရဖို့ကိစ္စလေးတွေမထင်မှန်ပဲလက်ထပ်ဖြစ်သွားတဲ့ကိစ္စမျိုးလေးတွေကြုံတွေ့ရဖို့ရှိရဆိုတဲ့နမိတ်လေးတွေလည်းတွေ့ရတယ်နောက်တစ်ချက်အနေနဲ့ဆိုလို့ရှိရင်ဘယ်လိုမျိုးလေး customer တစ်ခုအနေနဲ့ရှိနေလဲဆိုလို့သူနဲ့ကိုနဲ့တွေ့ဆုံရခြင်းအကြောင်းတရားတွေမှာလည်းတော်တော်များများမှာ right back fan ဆိုတဲ့ပုံစံမျိုး right back fan ဖြစ်နေတဲ့ပုံစံမျိုးလေးတွေ့ရတယ်တချို့ကြောင့်လည်း right back fan တော့ဖြစ်တယ်သို့ပေမဲ့ပေါ့နော်သို့ပေမဲ့ right time မဟုတ်တဲ့ right back fan မျိုးဆိုတဲ့နမိတ်လေးလည်းတွေ့နေရဗျတေချာလေးညှိယူကြိုးပမ်းကြည့်မယ်ဆိုလို့ရှိရင်တော့တော်တော်များများကိုယ့်အတွက်အထောက်ပံ့ကောင်းရလာမယ်အိမ်တော်ဘက်ကောင်းတယောက်ဖြစ်လာနိုင်တဲ့ fan မျိုးလေးလည်းတွေ့ရတယ်တပ်ပါဒီကိစ္စလေးလည်းတော်တော်လေးကင်းဝေးတတ်ပြီးတော့မှကိုချစ်ပေးနိုင်မဲ့လူမျိုးကိုဘဝအတွက်လုံခြုံစိတ်ချမှုအပြည့်ပေးနိုင်တဲ့လူမျိုးကိုရရှိနိုင်ဖို့အထောက်အထားတွေအများကြီးရှိရဆိုတဲ့နမိတ်လေးတွေ့ရတယ်အခုလက်ရှိအချိန်ဒီမှာတော့တော်တော်များများပေါ့နော်တစ်ဖက်လူပေါ်မှာမပြေတာမျိုးလေးတွေစိတ်တိုင်းမကြတာမျိုးလေးကြုံတွေ့နေရတဲ့ဆိုတဲ့နမိတ်လေးလည်းရှိဗျဘယ်လိုလေးဖြစ်တတ်လဲဘယ်လိုရှင်ငွေကြေးအဆင်မပြေတာတော့၎င်းဒါမှမဟုတ်ရှင်သူမျှော်မှန်းထားတဲ့အိမ်မက်တစ်ခုသူမျှော်လင့်ထားတဲ့အရာတစ်ခုမဖြစ်လာသေးလို့တော်တော်လေးစိတ်သက်ကြနေရတယ်တော်တော်လေးစိတ်အဆင်ပြေမှုများနေတယ်ဆိုတဲ့အခိုက်အတန့်လေးမှာတော်တော်လေးရင်ဆိုင်နေရတယ်ဆိုတဲ့အနေအထားလေးရှိတယ်အဲ့လိုအချိန်မျိုးမှာကိုယ့်ဘက်ကနေပြီးတော့သွားပြီးသူ့နဘူးနဖာမလုပ်ဘဲနဲ့အတတ်နိုင်ဆုံးချစ်ခင်ကြည်နာလေးရှိပေးလိုက်တာမျိုးအဲ့ဒါမျိုးလေးတွေရှိပေးတော့ပို့ပြီးတော့ကောင်းမဲ့ဖန်နမျိုးလေးတွေ့ရတယ်
ပြီးတော့တစ်ဖက်လူကကိုယ်နဲ့ပတ်သက်ပြီးတော့ခံစားချက်တချို့ဖုံးကွယ်ထားတာလေးရှိတယ်ဘယ်လိုခံစားချက်မျိုးလဲဆိုလို့ရှိရင်ဝမ်းနဲ့ပြကိစ္စတွေကိုတော်တော်များများကိုပေါ့နော်အဲ့လိုမျှဝေခံစားတတ်တဲ့လူမျိုးမဟုတ်ဘဲနဲ့တယောက်တည်းကြိတ်ခံကြိတ်ဖြစ်ရှင်းပေးတတ်တဲ့လူမျိုးအနောက်ကနေပြီးတော့လိုက်ပြီးကူညီပေးတတ်တဲ့လူမျိုးသူမှအခက်အခဲရှိရဆိုလို့ရှိရင်တော့မှကိုယ့်ကိုမပြောပြဘဲနဲ့တယောက်တည်းကြိတ်ဖြစ်ရှင်းသွားတဲ့လူမျိုးဖြစ်တဲ့ဆိုရင်နမိတ်လေးတွေတစ်ချက်ရှိရဗျဒီဗီဒီယိုလေးကိုကြည့်နေလူတော်တော်များများကတော့ပေါ့နော်လက်ရှိတွဲနေတဲ့လူကကိုယ့်အတွက် live အတွက်ပေါ့နော်ဒီဘောတစ်ခုလုံးအတွက်အိမ်နောက်ဘက်ကောင်းတစ်ယောက်အနေနဲ့ဆိုလို့ရှိရင်တော့မှတော်တော်လေးအဆင်ပြေရဆိုရင်နမိတ်လေးတွေ့ရတယ်နားလည်မှုနဲ့ရှေ့ဆက်မယ်ဆိုလို့ရှိရင်ရှေ့လျှောက်ပေါ့နော်လက်ထပ်ဖို့ဒီအဆင်ပြေသွားနိုင်တယ်ဆိုရင်နမိတ်လေးရှိပါရဲ့ဗျဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ Nefilian ပဲဖြစ်ပါတယ်ဗျ